င်မထားတဲ့စစ်အာဏာသိမ်းမှုတွေစတင်ဖြစ်ပွားခဲ့ပါတယ်။ဒီအာဏာသိမ်းမှုကြောင့်ပဲဂျပန်နိုင်ငံကသိပ္ပံပညာရှင်တွေနဲ့ဟိုကိုင်းဒိုတက္ကသိုလ်ရဲ့တာဝန်ရှိသူတွေကြားမှာစိုးရိမ်ပူပန်မှုတွေအကြီးအကျယ်ပေါ်ထွက်ခဲ့ပါတယ်။သူတို့ကဒီဂျိုလူကနေပေးပို့မဲ့မြေပုံအချက်လက်တွေနဲ့ကင်မရာနည်းပညာတွေကိုမြန်မာစစ်တပ်ကစစ်ရေးရည်ရွယ်ချက်အတွက်အသုံးပြုပြီးတော့အယက်သားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှာကိုစိုးရိမ်နေတာပဲဖြစ်ပါတယ်။လောကနဲ့ဂျိုလူရဲ့မူလရည်ရွယ်ချက်ကစိုက်ပျိုးရေးနဲ့တဘာဝဘေးအန္တရာယ်စောင့်ကြည့်ဖို့တတ်ပဲဖြစ်တဲ့အတွက်ယခုလိုအချိန်တွေပြောင်းလဲသွားတဲ့အခါဂျပန်ပညာရှင်တွေဘက်ကဂျိုလူကိုကမ္ဘာပတ်လန်းနဲ့ဆက်လှုပ်ဖို့ဝေခွဲမရဖြစ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဂျိုလူလေးဟာဂျပန်နိုင်ငံရဲ့အာကာသအေဂျင်စီရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပြီးတော့နိုင်ငံတကာအာကာသစခန်းရဲ့ဂျပန်ပိုင်ခီဘိုမော်ဂျူးထဲမှာတင်စီခံခဲ့ရပါတယ်။ဒီဖြစ်ပျက်ဟာကမ္ဘာသိပ္ပံလောကမှာအတော်လေးလူပြောများသွားတဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။ဂျပန်ဘက်ကလည်းမြန်မာနိုင်ငံနဲ့ချုပ်ဆိုထားတဲ့သဘောတူညီချက်တွေသိပ္ပံပညာဆိုင်ရာကျင့်ဝတ်တွေကြားထဲမှာအကျက်ရိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဂျိုရုကိုဂျပန်နိုင်ငံဘက်ကနေပဲအချက်လက်တွေကိုဓာတ်ရိုက်ထိန်းချုပ်ကိုင်တွယ်သွားမယ်ဆိုတဲ့လုံခြုံရေးဆုံးဖြတ်ချက်တွေချမှတ်လိုက်ပြီးတော့ကမ္ဘာပတ်လန်းထဲကိုလွှတ်တင်ဖို့သဘောတူညီခဲ့ပါတယ်။ဒါကြောင့်2021ခုနှစ်မတ်လ22ရက်နေ့မှာတော့နိုင်ငံတကာအာကာသစခန်းရဲ့ဂျပန်ပိုင်ခီဘိုမော်ဂျူးကနေတဆင့်လောကနဲ့ဂျိုရူလေးကိုကမ္ဘာပတ်လန်းထဲကိုအောင်မြင်စွာဖြန့်ကျက်လွှတ်တင်နိုင်ခဲ့ပါတယ်။အဲဒီချိန်ကစပြီးမြန်မာနိုင်ငံရဲ့ပထမဆုံးဂျိုရူလေးဟာကမ္ဘာမြေကြီးကိုလှည့်ပတ်ပြီးတော့အာကာသထဲကနေအချက်လက်တွေကိုစတင်ပေးပို့ခဲ့ပါတယ်။ဂျိုရူတစ်လုံးရဲ့သဘာဝအတိုင်းအနေမြင့်ပတ်လန်းထဲမှာရှိနေတဲ့လောကနက်လိုမိုက်ခရိုစက်တလိုက်တွေဟာအချိန်ကြာလာတာနဲ့အမျှကမ္ဘာဆွဲငင်အားနဲ့လေထုပုတ်တိုက်မှုတန်းကြောင့်ပတ်လန်းအမြတဖြည်းဖြည်းရောကျလာလေးရှိပါတယ်။လောကနဲ့ဂျိုရူလေးဟာအာကာသထဲမှာစုစုပေါင်းတက်တန်း2နှစ်တလားနဲ့14ရက်တိုင်ကမ္ဘာပတ်လန်းကျောင်းထဲမှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဒါဟာအသေးစားဂျိုရူအမျိုးအစားတစ်ခုအတွက်ပုံမှန်သတ်မှတ်ထားတဲ့တက်တန်းပဲဖြစ်ပါတယ်။သူ့ရဲ့ပတ်လန်းတက်တန်းကုန်ဆုံးချိန်ဖြစ်တဲ့2023ခုနှစ်ဧပြီလ4ရက်နေ့မှာတော့လောကနဲ့ဂျိုရူဟာကမ္ဘာလေထုထဲကိုပြန်လည်ဝင်ရောက်လာခဲ့ပြီးတော့တိတ်တဲတဲ့လေထုရဲ့ပုတ်တိုက်မှုကြောင့်အာကာသထဲမှာတင်လောင်ကျွမ်းပျက်စီးသွားခဲ့ရပါတယ်။ဒါကတော့သိပ္ပံပညာအရဖြစ်ပေါ်လေးရှိတဲ့ဂျိုရူတွေရဲ့ဘဝနေကုန်းပဲဖြစ်ပါတယ်။ဒီစီမံကိန်းဟာမြန်မာနိုင်ငံအာကာသနည်းပညာသမိုင်းအတွက်တော့အလွန်ကြီးမားတဲ့ခြေလှမ်းတစ်ခုဖြစ်ခဲ့ရပါတယ်။သိန်းပေါင်းများစွာတဲ့ဘတ်ဂျက်တွေမြန်မာအင်ဂျင်နီယာတွေနဲ့ကျောင်းသားတွေရဲ့စူးစမ်းအားထုတ်မှုကြောင့်ဒီဂျိုရူလေးဟာအာကာသထိရောက်ရှိခဲ့ပေမဲ့စိတ်မကောင်းစရာကဒီလိုငွေကုန်ကြေးကျများတဲ့ဂျိုရူတစ်ခုကိုခက်ခက်ခဲခဲလွှတ်တင်ခဲ့ပြီးမှမြန်မာနိုင်ငံအတွက်ဘာတွေဆောင်ရွက်ပေးခဲ့သလဲဆိုတဲ့အချက်လက်တိတိကျကျရှာမရခဲ့ပါဘူး။အခုတော့လောကနဲ့ဂျိုရူလေးကကမ္ဘာလေထုထဲမှာလောင်ကျွမ်းပျက်စီးသွားခဲ့ပြီပဲဖြစ်ပါတယ်။ဒါဟာအာဏာသိမ်းမှုကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဆိုတာကိုတော့ညှင်းလို့မရပါဘူး။မိတ်ဆွေတို့အနေနဲ့တကယ်လို့သာ2021ခုနှစ်မှာဘာမှမဖြစ်ခဲ့ဘူးဆိုရင်ရောဒီဂျိုရူလေးကနေမြန်မာနိုင်ငံအတွက်အကျိုးကျေးဇူးတွေအများကြီးရနိုင်မယ်လို့ထင်သလားပြီးတော့လောကနဲ့2လောကနဲ့3ဆိုပြီးတော့နောက်ထပ်ဂျိုရူတွေကိုထပ်ပြီးတော့လွတ်တင်ပြစ်လိုက်မယ်လို့ထင်ပါသလားယခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို follow လုပ်ထားဖို့မမေ့နဲ့အောင်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်